အဲ့လိုပြောသူတို့ကဘာလုပ်ခိုင်းတာ နော် ညီလေးကိုဘာလုပ်ခိုင်းတာ ပစ္စည်းခိုးရမယ်လူတက်ခံမယ်ပြီးရင် လူတက်ဆိုတာကဘာလဲမင်းတွေ့ရလူတက်ခိုင်းတာလို့လား ဟုတ်တယ် တွေ့ရလူဆိုတာဘလူးကိုတက်ခိုင်းတာဆန္ဒပြတဲ့လူကိုတက်ခိုင်းတာဘလူးတက် ရှင် ခိုင်း နေ တာ ကဒီမှာခါရည်နော် မတော်ပါဒါချုပ်ပေးရမှာလားမင်းကျင်ခိုင်းတာဟမ်ပြန်ခွာပေးရမှာမင်းကလှုပ်နေမှာတော့ဒီယာကြီးကမင်းဘလို့ခွာဖြစ်မှာ ဟိုကဝဲတွေရားနေ အေးမင်းမဝဲရရနေမှာပေါ့ပြောရတာအဆင်ပြေတယ်မင်းဒီမှာလွတ်သွားပြန်ရောက်အဲ့တော့ညှက်တာရပြီပြော မင်းအဲ့မင်းတို့အဲ့ထွက်လာတော့ကြတော့မင်းတို့အဲ့ပါလူတက်တယ်သူကဘယ်လောက်ပေးလဲတွေ့ရလူတက်ခိုင်းတာအဲ့လိုလား ဟုတ်တယ် တွေ့ရလူဆိုတာဘလူးကိုတက်ခိုင်းတာဘလူးလူမျိုးကိုတက်ခိုင်းတာ လူမျိုးလေးဆိုဟိုမှာပတ်စံချမ်းသာနေရမယ်ဗျ ရွှေငွေနဲ့တည်စုံနေအဲ့လိုလူမျိုးတက်ခံတယ် မင်းအဲ့လိုတက်ဖို့ဘယ်လွယ်ပါမလဲ မလဲလေက မင်းအဲ့လောက်ရကြီးမင်းကဘာလို့လက်ခံလိုက်တာပတ်စံရလို့လားမင်းတို့ကနောက်ကြောင်ကောင်းမယ်ဆိုတော့မင်းတို့မစဉ်းစားမိဘူးလား ကျွန်တော်လည်းမလုပ်ချင်ပါဘူး သူကဆိုခိုင်းလို့ကျွန်တော်ကလောက်လိုက်ရတာ ဘလို့မင်းကိုတက်မှာအဲ့လိုလား ဟုတ်တယ် မင်းအဲ့ဒါအမှန်တကယ်ကမင်းအဲ့လိုမျိုးကိုယ့်ကိုအသက်ခံလိုက်ရမှာသိရောအသက်ခံလိုက်ဘာမှဟောဖြစ်စရာမလိုသိလားအသက်ခံလိုက်ရမှာအသေးခံရမှာဒီလိုမျိုးလုပ်တော့ကြတော့မင်းကဲအောင်းနိုင်ငံတော့ဘာမှလည်းအကျိုးမရှိဘူး ဟုတ်တယ် သိရမှာအခုမင်းတယောက်ကြောင့်ငါတို့အကုန်လုံးဒုက္ခရောက်ရတယ် မေစုချက် သိရမလား မေစုလားအဲ့နဒီလား မေစုပဲ မေစုပဲမင်းမလို့လို့ရ မင်းကငါပြတော့ဟုတ်လားမင်းစုပုံမင်းကြည့်ပြီးတော့သိရတာ မေစုလည်းတည်ရ အေးလေ အခုကငါတို့ အခုဒီမှာရန်ကုန်မှာအခုဖြစ်ပြက်နေတဲ့ဟာမင်းသိရမလားမင်းတို့9ရက်နေ့ကလွတ်တယ်လို့သိရပါဘောဟုတ်တယ် ဘယ်လောက်ထိဆိုးရနေအခြေအနေနဲ့နိုင်ငံရေးအခြေအနေ နိုင်ငံချင်းသိတာ အကုန်လုံးကနေငယ်ဘက်ဆိုလမ်းထွက်ညဘက်ဆိုမှကျမင်းဟိုမှာလမ်းကြည့်ဟိုမှာမြင်ရတာဟိုမှာဂိတ်ဆောင်ပြီးတော့လမ်းတိုင်းမှာမင်းတို့လူကောင်တွေဝင်လာမှာဆိုလို့အဲ့လိုလုံနေတည်လားဟမ်အေးမင်းတို့လည်းဘယ်တော့မှလူတွေတောကရောက်နေရနိုင်ငံရေးအခြေအနေကအခုဘာဖြစ်မှမသိဘူး ဟောမင်းအိတ်ကောင်းချင်းတော့အေးရစားကောင်းချင်းတော့မစားဟုတ်လားအဲ့လိုဖြစ်နေတာလေမင်းကမလုပ်တယ်ဘူးလေမင်းအရွယ်ဆိုအခုနည်းလေးပဲရှိသေးတယ်ပေါ့သိရမလားအင်းစင်ကြီးရာသေးပါလေဟုတ်တယ် ဟုတ် အဲ့ကြရင်ဘာဆက်ဖြစ်လာမလဲတော့မသိသေးဘူးဒါပေမဲ့ငါတို့ကမင်းတို့ခေါ်ထားမှာပေါ့ဆိုဘသူလာမင်းတို့ရဲလာဖမ်းတာငါတို့ထဲမှာမဟုတ်မင်းဘယ်လောက်ရလဲပတ်စံ နော် ပတ်စံဘယ်လောက်ရ ဆက်ဆံဘယ်လောက်ရ စေးနေတော့မယ် ရွှေသိန်း 10သိန်းကိုနောက်တော့ तू ကထပ်ပေးဖို့ရှိသေးလားလူတက်တယ်ဆိုထပ်ပေးဖို့မှာလားအဲ့လို ပြီးတော့စေးနေပဲ 10သိန်းအပြတ်ပဲ ဒါမှမဟုတ်က10သိန်းယူပြီးတော့မင်းတို့မလုံနဲ့ပေါ့တနေ့ထွက်ပြေးမရဘူးလားလို့ ကျွန်တော်ကျွန်တော်လည်းထွက်ပြီးတော့သူတို့နဲ့ထိတ်တဲ့တွေ့ရတယ်သူတို့ဖွဲ့နေ သူတို့ဖွဲ့တွေကပဲလိုင်းသားထဲမှာဘယ်နှဖွဲ့လောက်လို့ရှိရော ကျွန်တော်ထင်ပြောရတယ်တရားနီးပါတော့ရှိဘူး 100တောင်ရှိလိုင်းသားထဲမှာ ဟုတ်တယ် အဖွဲ100လားလူ100လား လူတရား လူ100 အိုင်းသားကိုလူတရားလောက်ရှိထောင်ထွက်တွေယူပဲကောင်းလားအဲ့လိုလား ဟုတ်တယ် မင်းတို့တွေကွာအခုငါတို့နေရာမှာအခုကွာအဲ့100တဲ့50လောက်တော့မိတဲ့50လောရတဲ့ကောင်မင်းတို့ပြေးပေါက်ကကွာမင်းကလည်းဟိုထိတ်တဲ့တောင်တွေ့ရအောင်မင်းပြေးပေါက်ကပြေးကြရမှာအများကြီးပဲမင်း10သိန်းယူပြီးတုတ်ပါလား ကွာဒီကြားရတော့မင်းပြေးလို့ရ လူကြားရအောင်မင်းမထွက်ပြေးသေးရတာမင်း10သိန်းယူပြီးတုတ်ပါလားမင်းကြားတဲ့10သိန်းယူပြီးတော့ဟမ်မင်းဘာလို့သူတို့ခိုင်းတာရှောက်လို့ဘာလဲသူတို့မင်းကိုဆေးထိုးလိုက်တော့မင်းပါစိတ်တွေကြွသွားအဲ့လိုလား ဟုတ်တယ်အဲ့လိုပို့ အဲ့လည်းပါလား
အဲ့ဒါလည်း ဆေးရသူကမင်းကို9ရက်နေလွတ်တယ်အနည်းတိုင်းထိုးရလား လွတ် မလုပ်ခင်နေရထိုးရလား လွတ်ပြီးမှထိုးတာ မဟုတ်ဒီနေ့ထိုးတာမလားဒီနေ့လို့မနေ့ကလုပ်သေးလားမင်းတို့ ဒီကောင်နဲ့9ရက်ဒီကောင်9ရက်နေတယ်လွတ်လာ အေးလေမဟုတ်လေမနေ့ကမင်းတို့အခုလို့လုပ်သေးလားလုပ်ဒီနေ့မှလုပ်တာမဟုတ်လေမနေ့ဖက်ပြောတာမဟုတ်မနေ့ကလုပ်သေးလားမေးတာ မနေ့က မနေ့က အေး ဟုတ်တယ် မနေ့ကလုပ်တယ်ဘယ်ဘက်ကိုသွားတာဘယ်ဘက်ကိုသွားလုပ်တာခိုင်းတာဘယ်နာသွားတာ အဲဒီတရားပြူဘက်လို့အောင်မြင်လားဘာလုပ်ခဲ့လဲ သူကကျွန်တော်ဆေးထိုးရ မနေ့တော့လည်းထိုးတာ အာ ထိုးပြီးတော့ဘာလုပ်ခဲ့လဲ အဲ့မှာကျွန်တော်ညလုံးတွေကြောင်တော့ဟိုကဘာမှမရတော့စိတ်က မရတော့ မရတော့တော်ငါပြန်တော့မယ်ငါစနေမကောင်းဘူး ဘယ်နေရာကိုမင်းဘာလုပ်ဖို့သွားတာတရားပြူဘက်ကိုဘယ်နာကိုသွားတာမနေ့က သူလောကကျွန်တော်ဘာဖြစ်ဒါရတယ်ဆိုရင်အဲ့ဒါနဲ့ကျွန်တော်လေသူလောခိုင်းတော့ အခုခုနမင်းကောင်ပြောမယ်ဆိုတဲ့အဖြေကပါလေဘာလို့လဲမင်းပြောမလားမင်းတို့ခိုင်းနေကောင် ခိုင်း ဘာလို့လဲ ကောင် စဉ်းစားဆက်လိုက်တော့မရှိတော့မင်းတို့တိုက်ဖို့နော်စဉ်းစားတေးချာခေါင်းကြီးထားဘာလို့လဲမင်းတို့ခိုင်းဘယ်လိုလဲ ခိုင်းတဲ့ကောင်ဟိုချက်တော့ဟိုလက်မလေးတတူထူတာနဲ့ချက်တော့မှတတူထူတာနဲ့ခချိုးပုံစံမျိုး ဘယ်လိုခကြိုး ဘယ်လိုခကြိုးပေါ့ ခါကိုင်းနေ ဟိုချက်တော့ကိုင်း အော်ခြေတော့ထောင်းနေတာခြေတော့ထောင်းနေဖြစ်နေအဲ့ဒါထောင်းနေရကောင် ဟုတ်တယ် ခေါင်းထဲကောင်မင်းတို့ဘာပြောလဲ အဲ့ငါလက်လာရင်မင်းတို့အလောက်ခိုင်းမယ်ဆို ဟောအဲ့လို သူ့နာမည်ကဇေယျပြစ်မှာ ဇေယျပြည့်မှာမင်းနာမည်အတိအကျရပါသိဟမ်ပြပြောအောင်လည်းရှိပြပြောအောင်မတူလဲအဲ့ဆိုခုနမင်းပြောခဲ့ပြပြောအောင်မတူ သူပြောဆိုတာဟိုကတခါတည်းတယောက် तू ကပါလဲ သူကြတော့ငါတို့ဖွဲ့တယ်ဒီလိုပဲ မင်းတို့လိုမင်းကို तू လည်းခိုင်းခံရတာပဲလားမဟုတ် ဟုတ်တယ် ဟုတ်လားဟုတ်လား ဟုတ်တယ် မင်းတို့လိုပဲခိုင်းခံရတာပဲလား ဟုတ်တယ် ဟိုမင်းအဲ့ထောင်းထဲမှာခိုင်းနေပဲနာမည်ဘလူး ဇေယျပြည့်မှာ ဇေယျပြစ်မှာ တော့ပါလူမိုက်လား အပြင်ရောက်တော့ စိုးလား လူမိုက်ပဲ လူမိုက်ပဲ ထောင်ထဲမှာလည်းလူမိုက်ပဲ အပြင်ရောက်တော့ဘလူးနဲ့ချိတ်အပြင်ရောက်တော့ သူများရင်လည်းချိန်တယ်ကျွန်တော်တို့လည်းချိန်တယ် ဟုတ်လေမင်းတို့ကဘလူးနဲ့ဆက်သွယ်ရအပြင်ရောက်တော့အခုဒီအပြင်ရောက်လာဘလူးနဲ့ဆက်သွယ်ရ တို့ကမဆက်တော့သူတို့ပဲလာရောက်ကျွန်တော်ပဲလာရောက်ရင်တော့ဆက်တယ် အော်မင်းကြတော့ဘာမှုနဲ့ကြ ဆက်ကုန်းလာရဲ့ စကူငါ မင်းအဲ့ဒီမှာခိုးပေါ်အဲ့လိုလား ဟာ ကိုလူတက် ဘယ်အိမ်ရဘယ်နေရာ အိမ်မျိုးမီးရှို့ခိုင်းသေးလား အဲ့လိုပေါ့အဲ့လိုလက်ပါ စူပေါင်လို့အဲ့လိုမျိုး ဟုတ်တယ် မင်းလူတက်ဘူးလား ခေါင်းမတော့ပါဘူးကွယ်အဲ ရိုက်ဘူးလားလူ ဆယ်လည်းမရဘူး အရင်ကဘာလုပ်အလုပ်က လောက်ကကျွန်တော်ကအရင်တော့ကျွန်တော်လေလိုက်ဘူးတယ် မဟုတ်လေအရင်တော့ဆိုတော့လွန်ခဲ့တဲ့ဘယ်နှစ်နှစ်ကကြာယူပေါ့ ကြားပြီ မင်းထောင်ထဲမှာပဲဘယ်လောက်ရှိ ထောင်းသားပါ ထောင်ထဲမှာပဲဘယ်လောက်ရှိပြီကြာပြီဆိုတော့ လောက်ခွဲနေပါတော့ရှိလောက်ခွဲနှစ်လနေပါရှိထောင်းထဲမှာရှိ
မင်းကွာငါလုံးဝခုနကပြောတော့3လင်းနေနေတည်း9ရက်တည်းရောမင်းစုံနေရပဲ ဟို6ရက်ပါပဲ6ရက်ပြောတာ အားလုံးပေါင်းဆိုရင်တော့သူကတစ်လခွဲလောက်ရှိတယ်ပေါ့အဲ့လိုလား တလားခွဲနဲ့မင်းဒီချင်းနေဖြစ်เสียတာဟာ တစ်လခွဲနဲ့ကွာမင်းခြေတော့တည်းကျွတ်တက်ပါပဲ အေးလေမ မ င်း င်းမှာတော့မင်းတော်တော်ကြာနေရပါ တလားခွဲတော့မင်းမဖြစ်နိုင်ပါဘူးကွာ တော်ကြာနေရလားအဲ့မှာ အမတော်တော်နေလိုက်ရ မင်းကိုနေတဲ့ဥစ္စာတော့ကိုမသိဘူးလား ဟာ ကိုနေရတဲ့လာတော့ကိုမှတ်မထားဘူး ဘာလို့မှတ်ထားရလဲ အဲ့ဒီထဲမှာကြာမင်းဘာလို့ အိုဟဲတဲ့ရတဲ့ဘီလဲမေးထားရတယ်ဟုတ်လို့ ဟုတ်သေးဘူးဟုတ် မင်းဒါမှမင်းရအောင်မင်းငါမင်းအိစိတ်ပါမင်းအဲ့လိုမလုပ် ဘောပါ ဟမ် ဘောပါ အဲ့ဒီအဲ့ဒါမင်းဘာလို့လျှောက်ပြောလို့မင်းပြောအမှန်တိုင်းပြောပါစို့ ဟမ် မင်းပြောတော့အမှန်တိုင်းပြောပါစို့ ဒီခါပဲပတ်ထားလိုက်တော့နော်လေ ဟမ် ချင်းက မင်းချင်းကိစ္စကောင်းလိုက်ရတယ် ဟိုချင်းကိုက်နေတော့ကျွန်တော်မှစကားပြောလို့မရ ပြောလေမင်းအဲ့ပြန်ပြီးကွာလေ ဘူးခါပဲပတ်ထားလိုက်တော့ကောင်း ရလားဟေးရလားဒါလုပ်ပြီးလားဟေးသူဒါတိကျကြည့်ပြီလားစေးမိထားပါတယ်မင်းစေးမပြည့်သေးပါဘူးကွာမင်းအတိစိတ်ရှိအောင်လားပဲရှိအောင်မင်းစေးမပြည့်သေးဘလို့စေးပြည့်နေတာ ဟိုဖေးပြေတော့ပြောတာ အေးလေစေးပြည့်နေပြီဟုတ်လား ခိုင်ကောစားလားဘိုက်စားပြီလား စားလေးပါ ဟိုမှာဘာစားလားမင်းဒီမလာခင်ဘာစားလား ဟိုမှာလက်ပြတစ်ခွက်နဲ့တောက်တာ အဲ့တော့တော်တော်နေတိုင်းတော့ မင်းကဘာလုံးဂျီကိုလာဖို့တော့ကိုမင်းဘယ်ရထွက်လာမလဲအရင်တစ်ခါတန်းထွက်လာ အဲထွက်လာ ဟမ် အဲထွက်လာ ဟုတ်လားထောင်သားတော့မဟုတ်တော့ပါဘူးဗျာဒီကောင်ထောင်သားတော့မဟုတ်သူပြောတဲ့စကားတွေကိုလည်းအရင်ရှုံလို့မရအောင်ကျွန်တော်ဖုန်းအားလည်းကုန်တော့အတွင်းလာစားရည်လည်းမတက်ဘူးဘာမှမတက်ဘူးသူဒါကျွန်တော်တို့ထိလိုက်ရှင်ရလှိုင်းသားရပါလှိုင်းသားထိလိုက်ရှင်ရဒီကောင်ချုပ်ထားတယ်အင်္ဂလိပ်မိဘွားအင်္ဂလိပ်တည်ပြီးွားပြီဗျဒီကောင်ကကျွန်တော်တို့8နာရီခွဲ9နာရီပတ်ဝန်းကျင်လောက်မှာကျွန်တော်တို့ဒီအိမ်ရဝင်းတကားကြီးကိုသူကြော်တက်တယ်ကြော်တက်တော့အဲ့ချိန်မှာလူအုပ်တွေဖြစ်နေတဲ့အချိန်မှာသူဘယ်ကနေပြေးလာလဲမသိဘူးကျွန်တော်တို့ဒီအိမ်ရလေးရောက်ပြီးသူတို့ပိတ်မိသွားတဲ့ပုံစံမျိုးဖြစ်တယ်နောက်တော့2ယောက်ပါတယ်2ယောက်ကလွတ်သွားတယ်အင်ကြီးဖြုံတွေကိုတွေ့လိုက်တယ်သူ့ကိုအရင်ဆုံးဖမ်းပြီးဟုတ်သူ့အရင်ဆုံးဖမ်းပြီးတယ်နောက်2ယောက်ကတော့တော်တော်လွတ်သွားတယ်သူဒီမှာပါလဲဆိုတော့အဲထောင်ထဲကထွက်လာတဲ့ပုံစံအနေထားမျိုးထောင်သားမှန်းကိုတိတာသေးတဲ့ပစ္စည်းတွေပါတယ်ပြီးတော့ဟိုသူ့ဒီလိုင်းသားတွေက15ရက်ကွက်ထဲကနေသူ့ဖမ်းတာခေါ်ပြီးတော့သူ့အမိန်ပေးပြီးတော့ခိုင်းတယ်လို့လည်းသိရတယ်ပြီးတော့ဟိုလက်မှာလည်းဆေးထိုးတာလေသူမနေ့ကလည်းသူ
မနေ့ကလည်းသူလိုင်းတာထဲမှာပဲလောက်ဖို့သူလောက်တယ်လေဘဲမှာမရှိဘူးဗျဒီကောင်ဟိုကလက်မှာရှိတယ်လက်ဖြံမှာရှိတယ်လက်ဖြံမှာတိတာလုံးတယ်ဟေးအောင်မစစ်ဝါလို့ပြီလားမင်းတေချာချီပေးလိုက်ပါနောက်မှာဒီကောင်ပြန်မပြီးသွားလို့တစ်ခါပြီးငါတို့ထပ်မကြည့်နိုင်ဘူးအေးမင်းဝင်မခံလို့လည်းမရတော့ဘူးလေမုံလေဘင်းတော့မအောင်ချီဘူးအောက်မှာတေချာလေးချီလိုက်အဲ့တခါလေးပြန်မပြီးသွားမင်းလှုပ်ရမနေနဲ့လေမင်းလှုပ်နေတော့အဲ့ရပြည်တာပေါ့မခုံးမွေးတာဘာညာကြောင့်မနေ့ကမှပဲသူတို့လူကြီးဆက်လုပ်လိုက်မယ်ကျွန်တော်တို့ဒီညကင်းရတဲ့အတွက်ကြောင့်ကျွန်တော်တို့သူ့ကျွန်တော်တို့ဟိုဒီအင်ရပတ်ဝန်းကျင်မှာပဲဖမ်းမိတာထောင်းလွတ်လာတာသူက17ရက်နေ့ကလွတ်လာတယ်သူပြောတယ်သူ့ကိုခိုင်းစီတဲ့နာမည်လည်းပြောတယ်ဟိုလူပုံစံဘယ်လိုလဲဆိုတာလည်းပြောတယ်ဟိုလိုင်းတာတွေက15ရက်ကောထဲကပြေစုံအောင်သူတို့ပြေစုံဆိုတော့ပဲခိုင်းတယ်လို့ပြောတယ်လူမိုက်တွေလို့လည်းပြောတယ်မနေ့ကသူကျွန်တော်တော့ဒီကအင်အားလူကြီးဆက်လုပ်လိမ့်မယ်အစားတော့သူ့ကိုရိုက်နှက်တာပေါ့နည်းပပလောက်ပေါ့နောက်ပိုင်းကျမှပဲချော့ပြီးမင်းရတာပေါ့အစားတော့နည်းပပရိုက်လိုက်တယ်ပေါ့ရိုက်ပုတ်ပြီးမရမယ်လေဒီအရင်ကချော့ခေါ်ပြီးတော့ဘသူပေကောင်းလိုက်မှာအဲကြောင့်ဘယ်လိုလုပ်မလဲစဉ်းစားရလဲဆိုကျွန်တော်တို့ဒါတော့ကျွန်တော်ပြောလို့မရဒါလူကြီးအဆုံးဖြတ်ပဲကြာမှာကျွန်တော်တို့ကတော့ဟိုအိမ်ကနေပြည်သူတယောက်အနေနဲ့ပေါ့ဒီကျွန်တော်အိမ်ယာကဟိုတုံးအပြင်လူတွေဝင်လာလို့မရဘူးဟိုလုံခြုံရေးလည်းရှိတယ်လှိုင်းတာထဲမှာအဖွဲ100လောက်ရှိတယ်ပြောတယ်သူပြောတယ်ခုနကျွန်တော်လိုက်ထဲမှာလည်းပါတယ်လိုက်တရားမြို့နယ်ထဲမှာအဖွဲ100လောက်ရှိတယ်အခုလည်းချို့တနေရာတွေမှာမိရလူရတယ်မိနေပြီဖွဲ့100ဆိုတဲ့အင်အားမနေဘူးเนาะဒါသူတို့ဒါတကယ်ဟိုမှလုံးဝကြိုတင်ကြံစီထားတဲ့ပုံစံမျိုးကျွန်တော်ခုအားသိမ့်မရှိလို့အားသွင်းနေပဲလာပြောတာဗျဟုတ်ပြီးရင်တော့တခြားသွားမိလိုက်ပါမယ်ထန်နေတာသူ့လူပဲစကားသမီးသူလည်းအိတ်မအိတ်ရှင်သေးတော့ကျွန်တော်တို့ဟိုချော့ပြီးမိတဲ့သဘောပဲထိုင်စကားထိုင်မိနေတာပေါ့ဒါပါပဲသူနဲ့စကားထိုင်ပြောနေကျွန်တော်လည်းအဲ့လိုအဆင်မပြေဘူးလေအတင်းစစ်တပ်ကစိတ်ခိုင်းတယ်လို့သိရတယ်စစ်တပ်ကဟိုတချို့ကောင်တွေကတော့သူတို့ခိုင်းကြတယ်သူတို့လုပ်တယ်ပေါ့သူတို့တချို့လူတွေကြတော့အဲ့လိုမျိုးအမတားအတင်းခိုင်းစီလို့သူတို့လုပ်ရတဲ့ပုံစံမျိုးနဲ့တွေ့ရတယ်ဗျဒါကျွန်တော်မနေ့ဝိုင်းဖန်လိုက်ရတယ်ဘာပြောပြဘာလဲဘာပြောပြမလို့ဟမ်ဟုတ်လားမင်းစပါခုနမင်းပြောတော့မတတ်ဘူးမင်းအမှန်တိုင်းပြောမယ်တပြည့်နဲ့လိန်တာအလုံးစောင့်ကြလားလူတိုင်းနားမှာတဲ့ဟုတ်လားဘယ်သူတတ်တာအဲ့မှာအလောင်းမြုပ်ထားတယ်ဒီပဲဖင်ရပြန်ပြီဆောက်ပေါက်ကြရတယ်စားဟိုဘာလဲတော့ဘယ်တော့မြုပ်တာမင်းအလောင်းဟမ်ဘယ်လိုဒီစမရောက်ခင်နေတော့မုံတိုင်းစစ်တာနေတယ်မုံတိုင်းဖြစ်တယ်နာကင်းမုံတိုင်းဆိုတော့နာကင်းမုံတိုင်းကြားလာတယ်တော့ဆက်ရှိကျွန်တော်ဒီကောင်ဆောက်ပရိပရိုက်ပြောနောက်18ပဲရှိရတယ်
စားရည်ဘာညာကျွန်တော်မတက်ဘူးကျွန်တော်ရေလောဆိုတော့ကျွန်တော်တက်နိုင်ရတော့ရေတိုက်ထဲအစာကျွေးထားတယ်ဒီလောက်တော့ကျွန်တော်တက်နိုင်တယ်ရှင်ကိုက်လို့တော့ချင်းသေးကိုတွန်းပေးရသေးတယ်ဗျာကျင်းထွက်လာတာတော့ပဲသူပြောတဲ့တကားတော့အများကြီးရုံအောင်မပါဘူးသူပြောတဲ့အတိုင်းပဲကျွန်တော်ပြန်ပြောပြတာတော်ဒုက္ခပေးတဲ့ကောင်တွေလေဘင်းမှာထိလို့ရမရှိပါဘူးသူလက်မှာပဲရှိတယ်လက်မှာတော့တေးကြတယ်သူကိုယ်တိုင်လည်းပြောတယ်သူ့ကိုဆေးထိုးရတယ်သူဘလို့ဖြစ်တယ်အစတော့သူအရန်ကိုတက်ကြွနေပြီးတော့လှုပ်ချင်နေပါတယ်နောက်ပိုင်းကျမှသူလုံးဝမှိတ်ပြီးတော့အိတ်ချင်အဲ့လိုမျိုးပဲဘာလို့လူကောင်တွေကကွက်ကြစီစဉ်တာလေဒီဆေးကိုလှုပ်ကိုင်းလို့ပြီးတော့ဖမ်းမိသွားတဲ့အချိန်ကျရင်လုံးဝမပြောနိုင်ဘူးဆိုတော့ဖြစ်တဲ့ပုံစံမျိုးလည်းရှိတယ်ကျွန်တော်တို့လောဆယ်ဘာမှမတိုက်ဘူးစားရည်လည်းမတိုက်ပါဘူးသူလောဆယ်ရေတောက်ချင်တာရေတိုက်တယ်စားသားတယ်အစားကျွေးတယ်ဒါတော့ပဲပိုင်တာထဲမှာအဖွဲ့100လောက်ရှိတယ်ပြောတယ်သူအပါဝင်ကျွန်တဲ့လူတွေကလွတ်သွားတယ်သူတယောက်တည်းတော့ကျွန်တော်ဖမ်းမိထားတယ်ဒီနေ့တော့တိတ်ပြီးတော့စမပြေဘူးစကားပြောတာတွေကမူမမှန်အောင်ရိုင်းယုံလို့တော့မရအင်းစိန်ထောင်အောင်လို့ပြောတယ်ဟေ့အောင်မေးပါအင်းစိန်ထောင်အောင်ထွက်လာလားဟမ်ဟေ့အောင်အင်းစိန်ထောင်အောင်လားမင်းဟုတ်လားဟုတ်တယ်95ကန်ဟလားဒီကောင်ဖြီလဲဘလို့ဖြီလို့ရမှာမနေ့ကျရင်မင်းအမှန်တိုင်းပြောနော်လူကြီးတွေမင်းအမှန်တိုင်းပြောငါတို့ကမင်းကိုဒါတကယ်ချင်းလို့ပုံစံမျိုးနဲ့ငါတို့မေးရပုံစံမျိုးငါတို့လိန်လဲမင်းဘာမှမဖြစ်ဘူးမနေ့ကျမင်းလိန်မင်းသိမှာမင်းပြောတာရှေ့နောက်မညီဘူးမင်းကိုဖမ်းတဲ့ကောင်ဘာသူနာမည်ဘာသူမင်းကိုခိုင်းတဲ့ကောင်ဘာသူမင်းကိုခိုင်းတဲ့ကောင်ဘာသူဟမ်တတူးရင်လည်းလေလူမိုက်ဆိုတဲ့ကောင်အဲ့ကောင်နာမည်ဘာသူလဲမင်းခုနပြောလိုက်တာငါတော့မေ့သွားလို့ဘာပြေးတော့မဟုတ်ဘူးမင်းခုနပြောလိုက်တာနာမည်၄လုံးနဲ့ဆောက်လွှဲရစားပြီဘုမပြောရင်ဒေါသထွက်လာဆောက်လွှဲဖြေစကုန်းကားလို့တော့ပြောတယ်လူတက်ဖူးတယ်လို့လည်းပြောတယ်အလောင်းမြုပ်ဖူးတယ်လို့ပြောတယ်ဒီကောင်တွေကစကားတွေကိုဆောက်လွှဲတွေဘာပြောမသိဘူးဒါကိုယ်ဘာဒေါသထွက်လာ
သူမပြောနဲ့ကိုရောမင်းနဲ့ချင်းကြိုက်တာမင်းတို့ကြိုက်တာငါတို့ပို့ဆိုးကြိုက်တယ်ပူထူနေရပဲမင်းတော့မှမင်းကချင်းသေးကိုထုံးပေးထားသေးတယ်ငါမှဘာမှမရှိနီးကကိုကြီးကျွန်တော်မှဖုန်းကမရှိလို့ကျွန်တော်မှလုံချိုကြီးကင်းတဲ့လေးမှာတွင်းပြီးတော့ကျွန်တော်ပြောနေတာဖုန်းကလုံးဝမရှိလို့ပြီးလိုက်လေးပြတ်သွားမှဆိုလို့သူရဲ့စီဟုတ်တယ်ဘယ်ထိုးတာမင်းလေဘင်းထိုးတာမဟုတ်လားဟမ်သူများရဲ့လေဘင်းထိုးတာကြာမင်းကဗာလက်ကိုထိုးတာလားဆေးရအဲ့ဆေးကဗာမင်းထိုးပြီးချင်းဖြစ်တာလားအာနိတန်ဘယ်ချိန်ပြရလဲမင်းကိုထိုးတယ်ဆေးရဟမ်လေဘင်းထိုးလိုက်သေးတယ်လေဘင်းပဲလေဘင်းလားလက်လားလေဘင်းဟုတ်လားညောင်ရီမဟုတ်ပါဘူးဗျာကျွန်တော်တို့ဒါလှိုင်သားရပါရန်ကုန်ကဟဲ့မင်းတကယ်မှထိုးတော့မင်းကိုဆေးထိုးကဘယ်နှချိန်တော့ရှိမို့လို့ဟမ်နှစ်ချိန်ဒီနေ့ထိုးတာဘယ်လိုထိုးခဲ့တာဟမ်မင်းဆေးအရင်တော့ဆေးသုံးလားဆေးသုံးလားမင်းကသုံးလားဘာသုံးလား WY ဟုတ်လားရှူတာစောက်တော့လွဲရစပြီ ဘာလို့ရှိတော့တော့လို့ရ ဟိုပါလေအဲ့နဲ့ရှူတာ တပတ် ပိုက်နေတော့ဘလို့ပိုက်မျိုးနဲ့ ဟိုကျွန်တော်အေးပါတောက်တဲ့ပိုက်လေအဲ့လိုပိုက်ရုံးနဲ့ချူတယ် အဲ့လိုပိုက်ကိုဘလို့ပုံစံလောက်ရှိ နော် အဲ့လိုပိုက်ကိုဘလို့ပုံစံလောက်ရှိ ဘေးနောက်ဥစ္စာကြီး W1 နေတက်ပြီးတော့နှာခေါင်းနဲ့တစ်ပြီးတော့ရှူ ဆောက်တလေးမပြောနဲ့ စောက်တူလည်းပြောတာမဟုတ်ဘူးအမှန်ပြောတာလေးရားလည်းမဟုတ်ဘူးဒါအမှန်လေးပဲကျွန်တော်ပြောတဲ့သူက အဲ့မင်းငါပြောမယ်ဘယ်မှာထောင်ကြလဲ နော် ဘယ်မှာထောင်ကြ ထောင်းမှကြတယ် အဲ့စိထောင်း ခမ်းဘလောက် ကျွန်တော်စားကြတာနဲ့ဆောင်နဲ့ခမ်းမှာချက် မင်းတလဲဖြစ်နေလားမနေ့ကမင်းတီးနေတယ် မင်းအခုငါတို့ဆောက်တော့လဲပြောတယ်မနေ့ကျရင်တီးတယ်ပါငါတို့ကမင်းတို့ဘာမှမလုပ်ဘူးနော်မနေ့ကျရင်တီးမဲ့ကောင်တွေရှိပြီးသားနော်အေးမင်းမနေ့ကဆရာခုချိန်ဆေးမပြေငါတို့လက်ခံလို့ရတယ်ဒီလားမင်းကောင်းကောင်းဆေးမပြေသေးဘူးမင်းမျက်နှာကြည့်ရတယ်နော်မနေ့ကျမှဟွာဖြစ်မယ်နော်ဒီညတော့ငါတို့လည်းဟိုဘက်မှာအေးဆေးနေရမင်းဒီဘက်မှာဒီတောင်းတနေဘိုက်ဆိုင်ပြောနော်ငါတို့လာပေးမယ်ကြားလားနော်ကြားလားနော်လောက်ထိမင်းကောင်းမလို့မရှိဘူးချင်းကိုက်မှထိုးလို့တော့မင်းကဒီမှာချင်းလေးကိုထုံးပေးထားတယ်စားကျင်ပြောရေးစားရင်ပြောငါတို့လည်းချင်းကိုက်ခိုင်ပြီးတော့အခုချိန်တော့အိမ်နေလောက်ပြီမင်းတနေ့ကငါဆန္ဒတော့ပြနေရတယ်မေးကြည့်ရောငါလှုပ်စင်တာအင်းကြီးဝယ်ပေးလို့မရတော့